နောက်တစ်ဆရာတို့မြင်းပြိုင် quantity နဲ့ဆိုင်တဲ့ပို့စာလေးတွေဆက်တွက်ကြရအောင်အဲ့တော့မြင်းပြိုင် quantity ကိုဆရာနည်းနည်းပြန်နှွေးပေးမယ်မြင်းပြိုင်နှစ်ကြောင်းရှိတယ်ပေါ့နော်တော်တို့မြင်းပြိုင်နှစ်ကြောင်းရှိတယ်အဲ့ဒီမြင်းပြိုင်နှစ်ကြောင်းကိုဖြတ်မြင်းတစ်ကြောင်းကဖြတ်တဲ့အခါမှာ A B C D E F G H ဆိုပြီးတော့ဆရာရေးလိုက်မယ်အဲ့တော့ဆရာက A နဲ့တူတဲ့နေရာလေးက E ဘာဖြစ်လို့တူတာလဲ light ဖတ်တောက်မို့လို့နောက်က C နဲ့တူတဲ့နေရာလေးက G ဒါလည်း light ဖတ်တောက်မယ်နောက်က B နဲ့တူတဲ့နေရာလေးက F နောက်က D နဲ့တူတဲ့နေရာလေးက H အဲ့တော့ A ကမြင်းရဲ့အပေါ်မှာရှိတယ် E ကမြင်းရဲ့အပေါ်မှာရှိတယ်အပေါ် light ဖတ်တောက် C ကမြင်းရဲ့အောက်ဘက်မှာရှိတယ် G ကမြင်းရဲ့အောက်ဘက်မှာရှိတယ်အောက် light ဖတ်တောက်အဲ့တော့အပေါ်အောက် light ဖတ်တောက် B လဲထိုနည်း၎င်းမယ် B နဲ့ F နဲ့လဲထိုနည်း၎င်းမယ်အပေါ် D နဲ့ H ကလည်းထိုနည်း၎င်းမယ် DH ကအောက်ဒါကြောင့်မလို့အပေါ်အောက်ကဘာလဲဒါတို့ပြီးတော့ light ဖတ်တောက်မှာအဲ့တော့ဆရာ light ဖတ်တောက်ပြောပြီးဆိုတော့ with temperature down လေးကိုဆရာပြန်ပြောပြမယ်အဲ့တော့ with temperature down ဆိုတာကမြင်းရဲ့အောက်ဖက်အပေါ်မြင်းရဲ့အောက်ဖက်အောက်မြင်းရဲ့အောက်ဖက်မှာရှိတဲ့ကြက်ချေကက်လေးတွေနော် C ရဲ့ကြက်ချေကက်အမှတ်က F ဒါကြောင့်မလို့ C နဲ့ F က with temperature down နောက်က E နဲ့ D နဲ့ကကြက်ချေကက်လေးဖြစ်တယ်ဒါကြောင့်မလို့ E နဲ့ D နဲ့ကလည်း with temperature down မှာဒါတော့ဒီမျိုးနားလည်မယ်လို့မျှော်လင့်တယ်โอเคနောက်တစ်ခုwith temperature down ပြီးပြီဆိုတော့ဖြတ်မြင်းရဲ့တစ်ဖက်ထဲမှာရှိတဲ့အတွင်းတောင်နှစ်ခုပေါင်းဖြတ်မြင်းရဲ့တစ်ဖက်ထဲမှာရှိတဲ့အတွင်းတောင်နှစ်ခုပေါင်းဒီအတွင်းမှာရှိတဲ့ကောင်ဒါတွေကအပြင်မှာရှိတဲ့ကောင် A နဲ့ G နဲ့က C နဲ့ E နဲ့ကအတွင်းမှာရှိတဲ့ကောင်ဒါကြောင့်မလို့ C ရဲ့ E ရဲ့ပေါင်းရင်ဒါတော့ဒီမျိုးတွေ180ဒီဂရီပါနောက်တစ်ခု D နဲ့ F နဲ့ပေါင်းရင်လည်းဒါတော့ဒီမျိုးတွေ180ဒီဂရီပါဒါတော့ဒီမျိုးโอเคဆရာတို့ပုံစံလေးတွေတွက်ကြရအောင်ပုံစံလေးတွေစဉ်းစားကြည့်ရအောင်အဲ့တော့နံပါတ်1ပုံစံလေးကိုပြောကြည့်အောင်နံပါတ်1ပုံစံလေးကဒီမှာမြင်းပြိုင်နှစ်ကြောင်းရှိတယ်ဖြတ်မြင်းတစ်ကြောင်းကဖြတ်တယ်သူကကနန်းလေးပေးထားတာ60ဒီဂရီတစ်ခုပဲပေးထားတယ်လိုချင်တာက A ရယ် B ရယ် C ရယ်โอเคအဲ့တော့ဒီမြင်းရဲ့အောက်ဘက်မှာ C ရှိတယ်ဒါဆိုဒီမြင်းရဲ့အောက်ဘက်မှာ60ရှိတာဖြစ်တဲ့အတွက် C equal to 60ဒီဂရီပါဘာဖြစ်လို့လဲ light ဖတ်တောက်ဒါ light ဖတ်တောက်ပေါ့เนาะဒါတော့ဒီမျိုးโอเคဒါဆိုလို့ရှိရင်နောက်တစ်ခုပြောကြည့်အောင် C ကိုတိတယ်ဆိုရင်ဘာကိုတိနိုင်မလဲ C က C နဲ့တူနိုင်တာကသူ့ရဲ့ချက်ချေကအမြောက်ကို B နဲ့တူနိုင်တယ်ဒါကြောင့်မလို့ C က60ဆိုရင် B ကလည်းဘယ်လောက်ပဲလဲဒါတော့ဒီမျိုး60ဒီဂရီပါပဲဒါတော့ဒီမျိုးโอเค B ကိုတိတယ်ဆိုရင်တော့ B ဟာမြင်းရဲ့အောက်မြင်းရဲ့အပေါ်ဘက်ဒါဆိုအပေါ်မြင်းရဲ့အပေါ်ဘက်မှာရှိနေတာက A လေးဒါဆိုအဲ့ဒီ A လေးကလည်းဘယ်လောက်ပဲလဲဒါတော့ဒီမျိုး60ဒီဂရီပါပဲဒါတော့ဒီမျိုးအဲ့တော့ B က60ဒီဂရီဖြစ်တယ်ဆိုတာက with temperature down ကြောင့် with temperature down okay A က60ဒီဂရီဖြစ်တယ်ဆိုတာ B နဲ့တူလို့မလို့ဘာဖြစ်လို့လဲ light ဖတ်တောက်မို့လို့ပါဒါတော့ဒီမျိုးနားလည်မယ်လို့မျှော်လင့်နေโอเคဆရာတို့နောက်တစ်ပုဒ်တွက်ကြည့်ရအောင်โอเคအဲ့တော့သူပေးထားတာက55ဒီဂရီတခုပဲပေးထားတယ်55ဒီဂရီအပေါ်မြင့်ရဲ့အောက်ဖက်55ဒီဂရီလိုချင်တာက x y z ဆိုပြီးတော့3ခုလိုချင်တယ်အဲ့တော့ဆရာတို့55နဲ့ဆက်တွယ်နေတာကအောက်မြင့်ရဲ့အောက်ဖက်အောက်မြင့်ရဲ့အပေါ်ဘက်ကြက်ချေကနေရလေးဒါပေမဲ့အဲ့ဒီနှစ်ခုစလုံးမှာကနန်းကမရှိဘူးအခရာမရှိတာဖြစ်တဲ့အတွက်ဆရာတို့ကဘယ်ဘက်ကိုဘယ်ကောင်လေးကို light ဖတ်ထောင်အနေနဲ့ယူရင်ကောင်းမလား with temperature down အနေနဲ့ယူရင်ကောင်းမလားဆိုတော့ဆရာ with temperature down အနေနဲ့ယူလိုက်မယ်ဒီနေရာလေးက55ဒီဂရီဖြစ်တဲ့အတွက် y နဲ့55နဲ့ပေါ့180ဒါဆိုဆရာတို့ဘာလို့တည်တော့မလဲ y ကိုတည်တော့မယ်နောက်တစ်ခုကအောက်မြင့်ရဲ့အပေါ်ဘက်က55ဆိုအပေါ်မြင့်ရဲ့အပေါ်ကလည်းZ အပေါ်မြင့်အပေါ်က Z ကလေးကလည်း55ဒီဂရီပါဒါဆိုသူကရှာရတာလွယ်သွားမယ်ပေါ့နော်မြန်မြန်ဆန်ဆန်ရနိုင်တယ်ပေါ့ဒါကြောင့်မလို့ဆရာဒီနားလေးကိုဆရာ A လို့မတိကိန်းလေးထားလိုက်မယ် A ပေါ့အဲ့တော့ A equal to 50နဲ့5
ဘာဖြစ်လို့ A က55ဖြစ်တာလဲလို့မေးရင်ဝိတမတတောင်မလို့ဝိတမတတောင်โอเคဒါဆိုလို့ရှိရင် A က55ဆိုရင် A နဲ့ Z နဲ့ကတူတူပဲ A ကအောင်မြင်ရဲ့အပေါ်ဘက် Z ကအပေါ်မြင်ရဲ့အပေါ်ဘက်ဒါကြောင့်မလို့အပေါ်လိုက်ဖက်တောင်ဖြစ်တာဖြစ်တဲ့အတွက် Z ကလည်းဘယ်လောက်ပဲလဲ Z equal to A Z equal to 55ဒီဂရီပါเนาะ55ဒီဂရီပါတော့မီတို့โอเคဘာဖြစ်လို့လဲဒီနားလေးမှာအကြောင်းပြချက်လေးရေးပေးမယ် light ဖက်တောင်မို့လို့ပါဒါတော့မီတို့เนาะโอเคဒါဆိုလို့ရှိရင် A Z က55ဆိုရင် Z က55 Z တီသွားပြီเนาะအဲ့တော့ A နဲ့ Y နဲ့ပေါင်းရင်ဘယ်လောက်ရမှာလဲဒါတို့တမီတို့180ဒီဂရီပါဒါတို့တမီတို့ဘာဖြစ်လို့လဲဆိုတော့သူကဖြတ်မြင့်ရဲ့တစ်ဖက်ထဲမှာရှိတဲ့အတွင်းတောက်တစ်စုံအတွင်းတောက်နှစ်ခုပေါင်းလက်ပေါ့เนาะအဲ့ဒါဒီစာလေးကအကြောင်းပြချက်လေးကရေးပေးရပါတယ်ရှည်လို့မရေးတော့ဘူးเนาะဒါတို့တမီတို့ရေးပေးရပါတယ်ပုံစံတွက်တဲ့ခါကျအဲ့တော့ A ကဒါ55ဒီဂရီဆိုရင် Y တန်ဖိုးလိုချင်တယ်ဆိုရင်အဲ့ဒီ55ကိုဟိုဘက်ကိုတွားပို့လိုက်ပေါ့180တဲ့ကနေ55ကိုနှုတ်180အနှုတ်50နဲ့5အဲ့တော့ဝိုင်းတာဖို့ဘယ်လောက်ရမလဲဒေါက်တာမီတို့120နဲ့5ဆိုပြီးတော့ရပါတယ်ဒေါက်တာမီတို့โอเค y ကအပေါ်မြင်းရဲ့အောက်ဖက် x ကအပေါ်မြင်းရဲ့အောက်ဖက်ဒါဆိုအောက်လိုက်ဖက်တောင်ဖြစ်တာဖြစ်တဲ့အတွက် y equal to x ဘာဖြစ်လို့လဲလိုက်ဖက်တောင်မို့လို့ပါโอเคဒါဆိုလို့ရှိရင် y ကဒါ125ဆို x ကလည်းဘယ်လောက်ပဲလဲ125ပါပဲဒေါက်တာမီတို့နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ဒေါက်တာမီတို့